ရုံခန်းနေဆိုင်ခန်းနေဖွင့်မဲ့ customer တွေဆိုလို့ရှိရင်လည်းကျမတို့လည်းပေါ့နော်ဖွင့်မဲ့မတိုင်မီပဲဖြစ်ဖြစ်တောက်ဆောင်ထိတ်သိမ်းမှုအနေနဲ့ဖြစ်ဖြစ်စာချုပ်အနေနဲ့ဖြစ်ဖြစ်ကျမတို့အန်တန်လို့ရပါတယ်ရှင်ကျမတို့ကနေပြီးတော့လည်းအကောင်းဆုံးဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်ရှင်အားလုံးမင်္ဂလာပါရှင် Hope Cleaning Service မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်ပေါ့နော်ကျမတို့ဒီအင်းစိန်လမ်းမပေါ်ကပေါ့နော် Pro 1ရဲ့ဘေးက Top Vista Global ဆိုတဲ့ company မှာပေါ့နော်တက်ရှင်ဝန်ဆောင်မှုလာပေးရဖြစ်ပါတယ်ရှင်ဒါကတော့ကျမတို့တက်ရှင်ဝန်ဆောင်မှုပေးနေတဲ့အဖွဲသားပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့သူက site ကြီးကတော့2 ဧကကျယ်တယ်ပေါ့နော်2 ဧကပေါ်မှာတိဆောက်ထားတဲ့အဆောက်အဦအကြီးရဲ့ခဏလာပါဆိုတော့တိဆောက်ထားတဲ့နေရာလေးကိုပေါ့နော်သူကဆိုင်အစ်စ်ဖွင့်ကုမ္ပဏီအစ်စ်ဖွင့်မှာပေါ့နော်ပြင်ဆိုင်အစ်စ်ဖွင့်မှာလာတော့မသိဘူးပေါ့နော်အဲ့ဒါကျမတို့ကနေပြီးတော့ဒီလိုမျိုးဒီမဖွင့်ခင်လေးတက်မီပေါ့နော်တက်ရှင်ဝန်ဆောင်မှုလာပေးတာဖြစ်ပါတယ်ကျမတို့ဒီ site မှာဆိုလို့ရှိရင်အဓိကတာဝန်ယူထားတဲ့နေရာဆိုလို့ရှိရင်တော့ဒီလိုမျိုးမှန်ရဲ့ဒီအလူမီနီယမ်ဘောင်ရဲ့တက်ရှင်ဝန်ဆောင်မှုတာဝန်ယူတော့မှဖြစ်ပါပဲပေါ့နော်အဲ့ဒါဘာအဓိကလောက်သွားပေးမှလဲဆိုဒါဆိုရင်ကလေးတွေအဓိကလုပ်နေတာကတော့ကျမတို့ဒီပိုင်းဒီရဲ့စိတ်ဆက်တွေမဆလာလေးတွေပေါ့နော်အပေါ်နဲ့တိနေတာလေးကိုသူတို့တေချစွာပေါ့နော်တက်ရှင်ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်ဒါကတော့ဒီတစ်ဖွဲ့ပေါ့နော်ပြီးလို့ရှိရင်ဒီမန်လေးတွေကိုဆိုလို့ပြောင်းဆင်သွားအောင်လုပ်ရပါမယ်ပြီးဒီမန်လေးပေါ့နော်ဒီမန်လေးတွေလုပ်ပြရမယ်ဒီမန်လေးတွေလုပ်ပြရမယ်ဒီမန်ဆိုလို့ရှိရင်တော့ကြီးလိုက်တာတော့တိတ်မသိတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လုပ်ပြရမှာဖြစ်ပါတယ်ရှင်ဒီမန်လေးပေါ့နော်ဒီဘောင်လေးဒီမန်လေးလုပ်ပြရမှာဖြစ်ပါတယ်ပြီးဒီဘက်ဆိုလို့ရှိရင်လည်းဒီမန်တစ်ဆုံးပါမယ်ဒီမန်တစ်ချက်ကြည့်လိုက်ပေါ့နော်ဒီမန်လေးအဲ့ဒီကမှန်ပေါင်းတွေအကုန်လုံးပါပါမယ်ပြီးရုံခန်းတွေရဲ့မှန်တွေရောအဓိကတော့မှန်နဲ့ပေါင်းရှိသမျှအကုန်ပါသွားမှာပေါ့နော်ကဲဒီမှန်တွေဆိုလို့ရှိရင်လည်းဒီမှာကြည့်ရတာတော့မတက်မပြန့်လေးဖြစ်နေရပါတော့ဒါတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့အနေနဲ့တက်ရှင်းလုပ်တော့ဝန်ဆောင်မှုလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီမှာဘယ်လိုရှိရင်ဒီအရှိမျက်နှာစာအမှန်တွေလည်းကျွန်တော်တို့တက်ရှင်းဝန်ဆောင်မှုလုပ်ပေးသွားမှာဖြစ်ပါတယ်ဒါကတော့နောက်တစ်ဖွဲ့ပေါ့နော်ကျွန်တော်တို့ဒူရင်ကတောင်းတင်းနဲ့လာပြီးတော့ပါဝင်ပူပေါင်းပါဝင်နေတာပေါ့နော်ဒီမှာဒါဆိုရင်တော့ဒီတစ်လျှောက်လုံးဒါအပြင်ကတော့ဒီနေ့မိုးရတူတူကတော့ရန်တရနေမိုးရသည်ဖြစ်နေပါတယ်ရှင်ရတူတူကတော့အပြင်မှာတော့မိုးတွေရွာနေအထဲမှာတော့ငလုံးကဝုံတိုင်းကျဲနေကြပါတယ်ရှင်ဒီမန်တွေလည်းပါပါမယ်ဒီမန်တွေလည်းပြီးရင်ဒီရှေ့အမှန်တွေလည်းပါသွားမယ်ပေါ့နော်ဆွမ်းနာပြထားတဲ့တစ်ခေါ်လုံးတစ်လျှောက်လုံးပေါ့နော်ဒါကတော့ကျမတို့ AI set တွေနဲ့စမ်းသပ်နေတာဖြစ်ပါတယ်ရှင်ဒါကတော့ကျမတို့စမ်းသပ်နေတဲ့ဆရာပါဒါကတော့နောက်တစ်ဖွဲ့မှာလည်းကျမတို့ဒီဝန်ဆောင်မှုတွေပေးနေရပါတော့เนาะသူကအဖွဲက3-4ဖွဲလောက်တော့ခွဲထားရတယ် site ကအရန်ကြီးရပြီးလို့ရှိရင်သူတောင်းဆိုတာတရက်ထင်းနဲ့အပီးတောင်းဆိုထားကွာအဲ့တော့အပီးလောက်ပေးရမှာပေါ့เนาะမကလေးတွေလည်းတစ်ချက်ပါဝင်ကူညီပေးတဲ့အဖွဲသားတွေကျမတို့ရဲဘော်တွေလည်းကျေးဇူးတင်ပါတယ်မရဲဘော်သားတွေမင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါမင်္ဂလာပါโอเคဒီမှာဒါဆိုလို့ရှိရင်လည်းဒီမှာပါဝင်ကူညီတဲ့ကျမတို့ရဲ့ရဲဘော်သားတွေဒီမှာဒါလည်းတော့တရားဒီလိုမျိုးဒီတဟောင်းကြီးကိုလည်းကျမတို့တန်ရှင်ကိုဆောင်မလုပ်ပေးသွားမှာဖြစ်ပါတယ်မှန်တယ်ကြီးလိုက်တာကတော့ဗောနော်ပြောင်းတယ်အရင်မပေဘူးဒါပေမဲ့ तू ကတော့အရင်တော့တန်ရှင်ကို2ခေါက်ဝင်ပြီးသွားပြီလို့ပြောတယ်ဒါကတော့နောက်ထပ်တစ်ခေါက်ဝင်တာဗောနော်တချို့ကဆောင်မာတွေခါကြလည်းအတန်အရန်ကြိုက်တော့ကွာ तू က2ခေါက်3ခေါက်လုံးကြာတဲ့ကဆောင်မာတွေရှိတယ်ကျမတို့ကတော့ဒီတစ်ခေါက်မှပဲပါအောင်ပူပေါင်းတာဗောနော်အဲဆိုလို့ရှိရင်ဒီလိုမျိုးအတန်ကြိုက်တဲ့ကဆောင်မာတွေဆိုလို့ရှိရင်လည်းပဲဗောနော်တချို့ကဆောင်မာတွေဆိုမေးရဗောနော် तू မှအရန်တက်နေပြီတက်ရှင်လှုပ်ရှားလို့သေးလားဒါကတော့ကျမတို့ဥစားတော့အကြံပြုလို့သိမရအောင်ရရင်ဆိုးရွားနေတဲ့အချိန်ဆိုတော့အကြံပြုလို့ရပါတော့ဒီလိုမျိုးအနေထားဆိုလို့ရှိရင်အမှန်တော့သုံးလို့ရနေပြီဒါပေမဲ့ customer ရဲ့တောင်းဆိုမှုကမတူညီတဲ့အတွက်ကြောင့်မို့ကွာကိုလိုချင်တဲ့အတိုင်းတန်ရပြီလားရပြီဆိုတော့လောက်လည်းရပြီပေါ့နော်ဟုတ်ပြီကိုကနေပြီးတော့အလုံးဝထုံတစ်စက်မရှိရဘူးလက်ရာတစ်စက်မကြံရဘူးဆိုရင်တော့ဒီကတော့ site ကိုနည်းနည်းချိန်နေရတယ်ဘာလို့ဆိုတော့အဖွဲသားတွေတခြားဖွဲ့တွေရောဆေးဖွဲ့တွေရောမဆလာဖွဲ့တွေရောအကုန်လုံးစုံနေတဲ့ချိန်မှာဆိုတော့အဲ့လို quality ကတော့ရဖို့တော်တော်ခက်တယ်ပေါ့နော်လုံးဝအဖွဲတစ်ဖွဲ့မှမချန်တော့ဘူးဆိုမှပဲသူကဖုံငိန်သွားပြီဆိုမှပဲကျွန်တော်တို့ဒီ final အချောတက်တဲ့ဘိုင်းကိုလုပ်တယ်ဆိုတော့လို့ quality တော်တော်ကောင်းတယ်ပေါ့နော်ဒါပေမဲ့အဖွဲတွေစုံနေတဲ့အချိန်မှာဝုန်းတိုင်းကျဲနေတဲ့အချိန်ဆိုတော့ quality ကောင်းဖို့ကတော့အချိန်ပေးရတယ်ပေါ့နော်
အဲ့လိုမျိုးတော့ရှိတယ်ချိုးခါကြတော့လည်းအချိန်မပေးနိုင်တဲ့ကစားမကြီးအခုတလို့တအားများနေတော့ကွာဘုံတိုင်းကျဲအဲ့လိုမျိုးဆိုတော့ကောင်းတော့ကောင်းပါလေဒါပေမဲ့လည်း quality ကတော့တစ်ခါလဲကြားလို့ရှိရင်ကျမတို့ကတိုက်ရှင်လောက်လိုက်တယ်နောက်တစ်ခွဲကရွာဆိုမှပြန်ဖြတ်သွားပြန်ပြီအဲ့လိုမျိုးဆိုတော့ quality ကတော့ကျတာပေါ့နော်ဒီဘက်နေရှိမယ်ပြီးရင်ဒီဘက်ကသူတို့ရောင်းတဲ့ဒီဥစ္စာလေးတွေကစတမာရဲ့ဒီ silent boost လေးတွေကတော့တော်တော်လှတယ်အဲ့ဒါကြီးဆိုလို့ရှိရင်လည်းကျွန်တော်တို့တက်ရှင်လုပ်ပေးရမှာဖြစ်ပါတယ်ရှင်ဒီမှန်နေဆိုလို့ရှိရင်လည်းကျွန်တော်တို့တက်ရှင်လုပ်ပေးရမှာဒီဆေးဆက်တွေတော့နည်းနည်းကြံတယ်နှာခေါင်းလောက်ပြီးသွားပြီဆိုမှတက်ရှင်ကဒီဆေးဆက်တွေကဆေးတက်တောက်ထားလို့ထင်တယ်ကြံတာပေါ့နော်အဲ့လိုမျိုးအပိုင်းတွေရှယ်ဒီအောက်မှာရှိကြည့်လိုက်ဒီအောက်မှာဆိုလို့ရှိရင်လည်းဖုံနေအမုံနေပေါ့နော်ဒီလိုမျိုးအရင်ခဏလာပါတဲ့ site တွေဆိုကြတော့ဖုံတစ်စက်မမြင်ချင်ဘူးအမိုက်တစ်စက်မတွေးချင်ဘူးပေါ့နော်အဲ့လိုမျိုးအတိုင်းတာနဲ့တောင်းဆိုထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီလောက်ပြရမှာပေါ့နော်အခုဆိုလို့ရှိရင်တော့ emergency အနေနဲ့တိတ်ရက်နဲ့ဟိုစားတောင်းဆိုထားတာအဲ့ဒါကိုမှကျမတို့က customer တွေနဲ့ပူးပေါင်းပြီးတော့မှဒါဆိုလို့ရှိရင်လည်းဒီခန်းဆိုရင်တော်တော်လာရတို့ပြင်ဆင်ထားတာတွေပေါ့နော် special ခန်းလာပါတယ်ဒီလိုမျိုးအဆောက်အဦတွေခါကျတော့သူကတကယ် luxury ဆန်ဖြစ်မဲ့ luxury ဆန်နဲ့သူ design ဖော်ထားတဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီပစ္စည်းတွေလည်း special အကောင်းစားအမိုက်စားတွေတုံးထားတဲ့အတွက်ကြောင့်မို့တန့်ရှင်းကိုလည်းသူတို့ကတော့တော်တော်တောင်းဆိုထားတဲ့ company ဖြစ်ပါတယ်ရှင်းပေါ့နော်ဒါဆိုတော့အထဲတော့မပြတော့ဘူးဒီနားလေးပဲကြည့်လိုက်ဒါ silent boost တွေပေါ့နော်ကျမတို့လုပ်ပေးရမှာဒီ silent boost တွေရဲ့မှန်နေရအစပေါ့နော်ဒီတိုင်းလက်ရတစ်စက်မကျန်လုပ်ပေးရမှာဒါပေမဲ့တန့်ရှင်းရဲ့အနေထားကတော့ကျမတို့လုပ်ပြီးတဲ့အချိန်မှာထိမ့်သိမ့်မှုကတော့အရေးကြီးသွားပြီပေါ့နော်တောက်ရှောက်ထိမ့်သိမ့်နိုင်မှာပဲလဲအဆင်ပြေမှာဆိုတော့လေဒီမှာဒါဆိုရင်တော့တကယ်အဆင့်မြင့်နီးပညာရည်နဲ့တိစောက်ထားတဲ့ silent boost တွေလာတော့မသိဒီဘိုင်းတော့တိတ်နားမလဲပေါ့နော်ကျမတို့အဓိကတက်ရှင်းပဲနားလဲတာဆိုတော့ပြောမဆိုများရှင်လဲကျမတို့တိခန့်ခွင့်လုပ်ပေးပါဒါကတော့ကျမတို့နဲ့ကျမတို့ရဲ့ fan လေးတွေပေါ့နော်ကျမတို့ရဲ့ပရိသတ်တွေလည်းကျမတို့နဲ့အတူတူပေါ့နော်လိုက်ပြပေးတာကျမတို့နဲ့အတူတူပေါ့နော်မျက်စိပွင့်နားဖွင့်ပေါ့နော်ဟိုစားကျမတို့လည်းတချို့အရာတွေဆိုလို့ရှိရင်customer တွေ app ပြီးဆိုမှကျမတို့ကဒီလိုမျိုး company တွေလာဖွင့်နေပြီဆိုတော့ဒီလိုမျိုးကြိုဆိုတာပေါ့နော်ပြီးရင်ပျော်ရွှင်တယ်အဲဆို company အစ်စ်တွေအများကြီးနဲ့ကျမတို့ပူပေါင်းနေရဖြစ်တဲ့ကြောင့်မို့ပေါ့နော်ကိုနိုင်ငံမှာဒီလိုမျိုး company တွေအများလေကျမတို့ကအဆင်ပြေလေပေါ့နော်ပြင်ပျော်ရရလေနော်ဒီမျိုးမမြင်ဘူးတဲ့အရာတွေမတွေ့ဘူးတဲ့အရာတွေအဲ့လိုမျိုးတွေတွေ့ရတော့အဆင်ပြေတယ်ပေါ့နော်ဒီမျိုးတွေဆိုလို့ရှိရင်လည်းတကယ်အဆင့်မြင့်နေရ location မှာလည်းဟုတ်တယ်ဘယ်လိုပြောလို့ရှိရင်တို့ရဲ့တုံးထားတဲ့ material တွေကတကယ် special တွေပဲပေါ့နော်အဲ့ဆိုကျမတို့အနေနဲ့ဆိုလို့ရှိရင်လည်းလာကူညီတာဖြစ်တဲ့ကြောင့်မို့ပစ္စည်းတွေကိုတန်ရာတန်ချက်တွေမဖြစ်အောင်အရင်တတိထားပေးရတယ်ပေါ့နော်ဒါလေဆိုရင်ဒီမှာမှန်နေတချို့ customer တွေဆိုဒီလိုမျိုးမှန်နေဆိုမအဲ့လောက်တော့ဘူးဒါပေမဲ့ तू က app ပေးတယ်ကျမတို့လည်းပြောတယ်ဒီအနေနဲ့ဆိုရင်ကိုယ့်အကိုလုံးလို့ရပြီပေါ့နော်ကိုယ့်ရဲ့ label လေးတွေနဲ့လည်းတွားလို့ရပြီဆိုမဟုတ်ဘူးတဲ့အပ်ကိုအပ်ချင်တာတဲ့အဲ့လိုအပ်ချင်တယ်ဆိုလို့ရှိရင်တော့ကျမတို့ကနေပြီးတော့ခြေစွတင်တာပေါ့နော်အခုလိုကျမတို့ရုံရုံကြည်ကြည်နဲ့အပ်ပေးပြီးတော့မှရုံရုံကြည်ကြည်ရွေးချယ်ပေးတဲ့ဒီ top vista global company ကိုလည်းတိုင်းပြည်ခြေစွတင်ပါတယ်ရှင်ကျမတို့ဒီလိုမျိုးပူပေါင်းခွင့်ရတဲ့အတွက်ကြောင့်မို့လဲခြေစွတင်ပါတယ်နောက်ထပ် company အသစ်တွေရောနောက်ထပ်ဒီလိုမျိုး company တွေလည်းစပေါင်းများစွာတိုးတက်ပြီးတော့မပုံမအောင်မြင်နိုင်ပါစေကျမတို့ကိုလည်းပေါ့နော်အများနဲ့ပူပေါင်းဆောင်ရွက်သွားပြီးတော့မှလက်ဆွဲခေါ်ပြီးလို့အများနဲ့ခြေစွတင်ပါတယ်ရှင်ဒီမှာနေဆိုလို့ရှိရင်ကြီးရတာကွာသူကတစ်ခေါက်နှစ်ခေါက်တော့လုပ်ပြီးဆိုပေမဲ့ဒါတက်စင်ရေးပြန်လုပ်ထားလားဒါမှမဟုတ်ဆေးပြန်တောက်တဲ့ပိုင်းလားမသိဘူးလက်တွေနဲ့တကိုင်းသမီးဆိုလို့ရှိရင်လက်ရည်ပြန်ပေးသွားပြီးလို့ရှိရင်အရင်တော့တန့်ရှင်းလုပ်ခဲ့တဲ့ကြံခဲ့တဲ့နေရာတွေဆိုရင်ဒီလိုမျိုးကြီးရရင်တော့အရင်တော့ smart မကြနေဘူးပေါ့နော်ဒါပေမဲ့ဟိုစားအမှန်ကျမတို့လောက်ထားတဲ့မှန်တွေဆိုလို့ရှိရင်ဒီတိုင်းကြည့်လိုက်တယ်ဆိုလို့ရှိရင်လုံးဝမှန်မတွေ့ရတဲ့အထိလုပ်ပေးရတာပါအဲ့လိုမျိုးလေးလုပ်ပေးချင်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ခွာရမယ့်အပိုင်းကတော့ဒီမှာဒီတိတ်ရတွေခွာပေးရမယ်အဲ့ဒါတွေလည်း customer တွေကိုပြောရင်းနဲ့ပေါ့နော်တခြား knowledge sharing လေးလုပ်ပေးသွားအောင်မယ်မျိုးစားဆိုလို့ရှိရင်ဒါတိတ်လို့ခေါ်တယ်ပေါ့နော်ဒီဥစ္စာကိုတို့ကအရင်တော့တိုက်ပြီးမှဆိုလို့ဆိုမှ cross ကတ်ထားတဲ့တိတ်ဒီတိတ်ဆိုလို့ရှိရင်ကျမတို့ဓာတ်နဲ့လုံးဝချစ်စရာမလိုပါဘူးသူစိနဲ့သူရှိပါတယ်ပေါ်ပျော်အောင်လုပ်ပေးလိုက်လို့ရှိရင်ဒီဥစ္စာအစင်းရလုံးဝမကြမ်းပါဘူးအဲ့ဒါကိုသွားချစ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှန်အရန်နာမည်ဖို့ကောင်းတယ်ဒါတွေဆိုနိုင်ငံခြားကနေ export ဝင်ထားတဲ့မှန်တွေဆိုရင်တန်ဖိုးကတကယ်ပြောနေတာလုံးဝအရန်စီးကြီးသွားပြီနှစ်မျောတာပေါ့နော်ဟိုကတော့ကိုယ့်ရဲ့ customer တွေအကောင်းဆုံးရချင်တာဖြစ်တဲ့ကြောင့်မို့ဒီလိုမျိုး before damage လေးတွေတွေ့တယ်ဆိုရင်ကိုကတော့ပြထားပေးရတဲ့တာဝန်ရှိတယ်ဒါပေမဲ့ပြရင်းနဲ့စိတ်တော့ဘယ်လိုမှလည်းမကောင်းဘူးပေါ့နော်ဘာလို့လဲဆိုတော့မှန်နေဒဏ်ရာရတော့ကျမတို့ကစိတ်ချင်နေတိတ်မကောင်းအဲဆိုတော့ကို customer ကကိုလက်ထဲကိုအပ်လိုက်တဲ့ချိန်ဒါကိုပစ္စည်းလို့ဖြစ်သွားပြီလေနော်ကိုပစ္စည်းကိုအကောင်းဆုံးပြန်ပေးခြင်းတယ်
တချို့အိမ်တွေဆိုရင်ကျွန်တော်တို့ရောင်းစားတယ်ဟဲ့ပိုင်ရှင်မနေရလားမသိဘူးတဲ့ကိုကတော့ဘာမှမဖြစ်ဘူးသူကဖြစ်နေရတယ်ဟုတ်တယ်လို့တခါလေကြားလို့ရှိရင်လည်းနှမျောတာပေါ့နော်โอเคဒီမှာဒီဥစ္စာတွေဆိုလို့ရှိရင်လည်းသူရဲ့တိတ်ရလေးတွေခွာပြရမှာဖြစ်ပါတယ်ဒီတိတ်ရလေးတစ်ချက်ပြပြလိုက်ဒီတိတ်ရလေးကလေခွာရတာမခတ်ဘူးအရန်လွယ်ကူပါတယ်အဓိကတော့ဒီ site ရဲ့အနေအထားကတော့သူကကြီးလို့ဒါလောက်ရတာဟိုစားများတယ်ထင်ရတာပေါ့နော်လောက်ကွက်အနေနဲ့ဆိုတော့မခတ်ပါဘူးပြီးရင်ဘယ်လိုပြောမှလဲလောက်ရတာလည်းလွယ်ကူပါတယ်ဒါပေမဲ့အကြီးဆိုတော့လောက်ကများရတာပေါ့နော်ဒါပေမဲ့ပစ္စည်းတွေကိုကျတော့အရန် view site မှာလုပ်ပေးရမှာဖြစ်တဲ့ကြောင့်မို့ view တော့ site ပေးရတာပေါ့နော်ကဲဘယ်လိုပဲဖြစ်ဖြစ်အခုလို့ကျမတို့ခဏနေကြလို့ရှိရင်လည်းဒီ video before တွေ after တွေ site ရိုက်သွားပေးမယ်ပြီးလို့ရှိရင်နောက်ဆုံးမှဆိုလို့ရှိရင်တော့ဒီလိုမျိုးပေါ့နော်ရုံခန်းတွေဆိုင်ခန်းတွေဖွင့်မဲ့ customer တွေဆိုလို့ရှိရင်လည်းကျမတို့လည်းပေါ့နော်ဖွင့်မဲ့မတိုင်မီပဲဖြစ်ဖြစ်တောက်ဆောင်ထိတ်တိုင်းမှုအနေနဲ့ဖြစ်ဖြစ်စာချုပ်အနေနဲ့ဖြစ်ဖြစ်ကျမတို့အန်တန်လို့ရပါတယ်ရှင်ကျမတို့ကနေပြီးတော့လည်းအကောင်းဆုံးဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်ရှင်ဒါပေမဲ့ပေါ့နော်တခုထပ်မံပြီးတော့တောင်းဆိုအောင်မှာတော့ booking ကြိုချိတ်ပေးပါလို့ထပ်မံပြီးတော့တောင်းဆိုအပ်ပါတယ်ဘာလို့လဲဆိုတော့သွားကြတော့ company တွေနဲ့ကျမတို့က booking ချိတ်တဲ့ system နဲ့တွားနေတာဆိုတော့ကွာသူ့ရဲ့နဲ့သူ့ရဲ့ချိန်နဲ့သူယူပြီးသား customer တွေကများတယ်အဲ့ကြတော့ချားဝင်လာပြီဆိုတော့ကျမတို့အရင်လောက်ရခတ်ပါတယ်ဘာလို့ဆိုတော့ customer တွေတောင်းပန်ရတာတွေရှိမယ်ပြီးရင်ရက်တွေခါကြတော့သူတို့တွက်ချက်ထားတဲ့ရက်လေးတွေဆိုတော့ပေါ့နော်အဲ့လိုမပေးနိုင်ရင်လည်းကျမတို့ကစိတ်မကောင်းဖြစ်ရပါတယ်ရှင်အဲကြောင့်ကျမတို့လည်းချိတ်မယ်ဆိုရင်တော့ထပ်မံပြီးတော့မေတ္တာရက်ခံတာကတော့ booking ကိုနှစ်ပတ်ကြိုချိတ်ပေးပါနှစ်ပတ်မှာဆိုလို့ရှိရင်ကျမတို့က site ကိုဟိုစားကြိုကြည့်ထားရတာပေါ့နော် site ကိုသွားကြည့်တယ်ပြီးလို့ရှိရင်တခြားဆွေးနွေးတယ်တိုင်ပင်တယ်ပြီးလို့ရှိရင်ရက်ချင်းယူတယ်အဲကြောင့်မို့အထူးသဖြင့်ပေါ့နော်အိမ်တက်တွေအခုမှစောက်ထားတာဒီလိုမျိုး site တွေကိုဆိုရင်တမိုးမြင့်ကြီးတွေပြီးလို့ရှိရင်အချိန်ယူရမယ့် site တွေဆိုရင်ကျမတို့ booking ကတော့အနည်းဆုံးတချို့တွေဆိုရင်တစ်လလောက် booking ကြိုချိတ်နေပြီပေါ့နော်အဲကြောင့်မို့နှစ်ပတ်တော့အနည်းဆုံးကြိုချိတ်ပေးပါလို့မေတ္တာရက်ခံအပ်ပါတယ်ရှင်ပြီးလို့ရှိရင်ကျမတို့အမြဲတမ်းထိရှုသူအားပေးသူcustomer အများအားလုံးပတ်ဖို့သူ customer အများအားလုံးပေါ့နော်ဒီကနေပြီးတော့ထပ်မံပြီးတော့ကျေးဇူးတင်ပါတယ်အားလုံးလည်းကြည့်ရှုသူအားလုံးရောဒီလိုအနန္တအားလုံးရောပေါ့နော်စီးပွားရေးကျန်းမာရေးပုံမတိုးတက်ပြီးတော့အောင်မြင်ပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရည်တည်တဲ့ရှင်မဆိုအဟောက်ရှင်တဲ့ Hop Cleaning Service ကိုအနံလိုက်ပါ